နောက်ပိုင်းနှစ်တွေမှာအာဆင်နယ်ကကျတော့စူဖလားအတွက်လူချင်းနဲ့ကိုစပြီးမှတိဆောက်လာတယ်ဒါလိုခဲ့တဲ့ကျွန်တော်ဒါ3-4နှစ်ကနေစပြီးမှအာဆင်နယ်ကဒီစူဖလားကိုရီမှန်းပြီးတော့မှကစားမကောင်းတွေခေါ်တယ်ရှင်းစွဲကစားမတွေကိုစာချုပ်တင်တဲ့ဆက်ထိန်နိုင်တယ်ချန်ပီယံဖြစ်ဖို့တိဆောက်တဲ့နေရာမှာဒီလိုမျိုးလက်ဦးမှုယူဖို့လဲလိုတယ်ကိုယ်တိုင်ကလည်းဒါချန်ပီယံဖြစ်ဖို့တိဆောက်တဲ့အသင်းဖြစ်တာနဲ့ညီကစားသမားကောင်းတွေကိုနှစ်ရှည်ဆက်ထိန်နိုင်ဖို့လိုတယ်ဒီလိုမျိုးချက်တွေကြောင့်အာဆင်နယ်ကဒါဒီနှစ်မှာတော့ဒါ22နှစ်ကြာဝေးကွာခဲ့တဲ့အမှတ်ပေးချန်ပီယံဆုကိုယူနိုင်ခဲ့တာပေါ့လေဘောလုံးဝနာရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာပရီးမီးယားလိချန်ပီယံအဖြစ်အာဆင်နယ်အသင်းကတော့ရာသီကုန်ဖို့တပွဲအလိုမှာအောင်ပွဲခံခွင့်ရသွားခဲ့ပြီကျွန်တော်ဒါရာသီပိတ်ခရစ္စတယ်ဘဲလိကွဲမှာတော့အာဆင်နယ်အသင်းကဒါစူဖလားလက်ခံယူဖို့ပဲရှိတော့တယ်မို့နော်အဲ့တော့ကျွန်တော်ဒီရာသီမှာအာဆင်နယ်အသင်းကဒီပရီးမီးယားလိတိုက်တဲ့တခုဒါစုခုနိုင်ခဲ့တဲ့ဟာမှာဘယ်လိုအခြေအနေတွေအပြောင်းလဲဖြစ်စေခဲ့တယ်လဲပေါ့လေဒါလေးကိုကျွန်တော်ပြန်ပြောမှအမှတ်ရသလောက်သုံးသက်တင်ဆက်သွားဖို့ရှိပါတယ်နှစ်ပေါင်းဒါ22နှစ်ကြာမှာပေါ့နော်ဒါမရဆိုရင်ကျွန်တော်ဒီဘောလုံးဂျာနယ်ဒီမီဒီယာလောကထဲစရောက်ခဲ့တဲ့နှစ်ကနေစတွေ့ရမှာပေါ့ဒီကျွန်တော်ဒါ2004ကျွန်တော်ဒီ2004ဟုတ်တယ်2004နိုဝင်ဘာဒီဇင်ဘာလောက်ကဒါကျွန်တော်ဒီနောက်ဆုံးနှစ်ဆောင်ပွဲဖြည့်ပြီးကြတဲ့နဲ့မီဒီယာလို့ကိုဘောလုံးမီဒီယာလို့ကိုဒါဂျာနယ်တွေကနေတစ်စစ်ကျွန်တော်ဒါစပြီးတော့မှလုပ်တယ်အဲ့ဒီချိန်ကလေးကစပြီးတော့မှအာဆင်နယ်ဖလားပရီးမီးယားလိမှာဖလားမရခဲ့တာပေါ့လေဒါဒီနေ့ချိန်မှာတော့အာဆင်နယ်အသင်းကဒါစူဖလားကိုတကြောပြန်ယူနိုင်ခဲ့တယ်ဒီလိုယူနိုင်ခဲ့တဲ့ဟာမှာကျွန်တော်ဒါပြန်ကြည့်လိုက်မယ်ဆိုရင်တော့အခြေခံအုံမြင့်ကတော့ဒီနှစ်ထဲမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီအမေခါဒေတာနဲ့အတူအာဆင်နယ်ပူးပေါင်းခဲ့တာအခုဆို9နှစ်ကြာပြီ9နှစ်ကြာတဲ့ဟာမှာရှေ့ဆက်ပြောမှဒါတဆင့်ပြီးတဆင့်ကစားမအဝင်ထွက်တွေအများကြီးပဲအမေခါဒေတာလက်ထက်ကနေစကင်တွေတဲ့ကာလာကနေပြန်တွက်မယ်ဆိုရင်ဒီနေ့လက်ရှိအာဆင်နယ်အသင်းမှာအတီတာလက်ထက်တုန်းကပါဝင်ကစားခွင့်ရခဲ့တဲ့ကစားသမားတွေတဲကဒီနေ့ချိန်ထိဒါရှိနေသေးရဆိုဘူကာယိုဆာကာတယောက်တည်းပဲရှိတယ်ကျန်တဲ့ကစားသမားတွေရောဒါအဝင်ထွက်နဲ့ဒါအတီးပြောင်းရွှေ့လဲဒါဖြစ်သွားခဲ့ပြီဒါဝင်းကားအလွန်နောက်ထပ် Unai Emery အလွန်အာဆင်နယ်တင်းရဲ့ဒီ squad depth အနေထားကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော်တော်ကြီးကိုအားနေပါတယ်ဒါလက်ရှိရဲ့အနေထားနဲ့တွက်လိုက်မယ်ပေါ့နော်ရှင်ကြည့်လိုက်မယ်ဆိုတော်တော်ကြီးကိုအားနေတယ်ခေါ်လိုက်တဲ့ကစားသမားတွေကဒီကျွန်တော်တို့အပြင်မှာဆိုပြောကြပါတယ်တရားဦး3ယောက်တန်မျိုးဆိုတာဟိုဈေးပေါ်နဲ့ပေါ်ချောင်ကောင်းနေနဲ့ရတယ်ဈေးကြီးရင် installment နဲ့ဝယ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒီလိုအခြေအနေမျိုးနဲ့ဖြတ်တန်းခဲ့မှာတော့အာဆင်နယ်တင်းဒီလောက်ထိဒါအမှတ်ပေးချန်ပီယံဆုတော့ဝေးကွာခဲ့ရလဲမဆန်းပါဘူးနောက်ပိုင်းနှစ်တွေမှာအာဆင်နယ်ကကျတော့စူဖလားအတွက်လူချင်းနဲ့ကိုစပြီးမှတိဆောက်လာတယ်ဒါလိုခဲ့တဲ့ကျွန်တော်ဒါ3-4နှစ်ကနေစပြီးမှအာဆင်နယ်ကဒီစူဖလားကိုရီမှန်းပြီးတော့မှကစားမကောင်းတွေခေါ်တယ်ရှင်းစွဲကစားမတွေကိုစာချုပ်တင်တဲ့ဆက်ထိန်နိုင်တယ်ဒီလိုမျိုးတွေလှုပ်လာနိုင်တယ်ပေါ့နော်အရင်အာဆင်နယ်တုန်းကလည်းကျွန်တော်မရဒီ2015လောက်ကဆိုလဲဒါအာဆင်နယ်မှာပြီးချန်ပီယံဖြစ်ဖို့နီးစပ်ခဲ့တာပဲဒါပေမဲ့ပြဿနာပါလဲဆိုတော့ချန်ပီယံဖြစ်ဖို့နီးစပ်ခဲ့တဲ့အသင်းဟာနောက်ရာသီမှာအဲ့ဒီအသင်းမဟုတ်တော့ဘူးပြောချင်တာချန်ပီယံဖြစ်ဖို့နီးစပ်ခဲ့တဲ့အသင်းဒီလက်စတာချန်ပီယံဖြစ်ခဲ့တဲ့နှစ်ကပေါ့နော်ဒါလက်စတာချန်ပီယံဖြစ်ခဲ့တဲ့နှစ်ကအဲ့ဒီနှစ်ကဆိုအာဆင်နယ်တော်တော်လေးကိုကောင်းပါတယ်အမှတ်ပေးချန်ပီယံဆုရဖို့လေတော်တော်နီးစပ်ခဲ့တယ်ဒါပေမဲ့နောက်တစ်နှစ်ကျတော့အာဆင်နယ် squad တက်ကိုကျွန်တော်ပြန်ကြည့်လိုက်အဲ့ဒီအသင်းမဟုတ်ပြန်တော့ဘူးကျွန်တော်ဒါထွက်တဲ့ကစားသမားတွေကထွက်နောက်ထပ်ကျွန်တော်ဒီရှိအသင်းမှာရှိနေရင်တော့မှအဲ့ကစားသမားရာသီကုန်ရင်စာချုပ်တက်တန်းကုန်တော့မယ်ကုန်လာတဲ့အသင်းပြောင်းတော့မယ်ဆိုတဲ့ဟာမျိုးတွေပေါ့လေအသင်းတွေပြီးဆက်မှုကကျတော့အရန်ကိုကွာခြားတယ်အခုကတော့ဒါကျွန်တော်လက်ရှိအာဆင်နယ်အသင်းရဲ့အခြေအနေကိုကြည့်လိုက်မယ်ဆိုရင်ဘယ်ကစားသမားတော့ရီယယ်ကိုပြောင်းတော့မယ်ဘယ်ကစားသမားဘာစီလိုနာကိုပြောင်းတော့မယ်နောက်ထပ်ဘယ်ကစားသမားတော့မန်စီးတီးကိုပြောင်းတော့မယ်ဆိုတဲ့အတန်မျိုးကလုံးဝမကြားရတော့ပဲဒီလိုမကြားရအောင်လည်းဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားကစားသမားတွေကိုကာလအတိုင်းတာတရက်ထိစာချုပ်တက်တန်းချုပ်နိုင်ခဲ့တယ်လစာအတိုင်းတာတရက်ထိဒါတူးပေးနိုင်ခဲ့တယ်အနည်းဆက်ဆုံးကျွန်တော်ဒီ transfer ဈေးကွက်မှာအာဆင်နယ်ကစားသမားတယောက်နဲ့ပတ်သက်ပြီးတော့မှသတင်းတာထွက်တာဆိုရင်ကျွန်တော်ဒီ William Saliba ပေါ့နော် William Saliba ကိုတော့ပြီးခဲ့တဲ့ဒီတစ်နှစ်လောက်ကဒါပြီးခဲ့တဲ့အပြောင်းရွှေ့တွေမှာတော့ကတော့ Real Madrid အသင်းကခေါ်မဲဆိုတဲ့သတင်းတွေကြဲလောင်တွေထွက်ခဲ့ဘူးလေဒါပေမဲ့ဒီလိုသတင်းထွက်လာတဲ့အချိန်မှာပဲဒါအာဆင်နယ်အသင်းဟာ William Saliba ကိုဒါစာချုပ်ဒီနှစ်ရှည်စာချုပ်တရပေါ့နော်ဒါနှစ်ရှည်စာချုပ်တရနဲ့ထပ်ပြီးမှစာချုပ်ချုပ်နိုင်ခဲ့တယ်ချန်ပီယံဖြစ်ဖို့တိဆောက်တဲ့နေရာမှာဒီလိုမျိုးလက်ဦးမှုယူဖို့လဲလိုတယ်ကိုယ်တိုင်ကလည်းဒါချန်ပီယံဖြစ်ဖို့တိဆောက်တဲ့အသင်းဖြစ်တာနဲ့ညီကစားသမားကောင်းတွေကိုနှစ်ရှည်ဆက်ထိန်နိုင်ဖို့လိုတယ်ဒီလိုမျိုးချက်တွေကြောင့်အာဆင်နယ်က
ဒါဒီနှစ်မှာတော့ဒါ22နှစ်ကြာဝေးကွာခဲ့တဲ့ MLB ချန်ပီယံဆုကိုယူနိုင်ခဲ့တာပေါ့လေဒီတော့ကျွန်တော်ပြောချင်တာ squad depth တစ်ခုတိစောက်တဲ့ဟာမှာပြီးခဲ့တဲ့ဒီ2025ခုနှစ်နွေရာသီကပေါင်တန်း250လောက်ထိသုံးခဲ့တာတစ်ခုတည်းတွေမဟုတ်ဘဲနဲ့တောက်ရှော့ပေါ့တော့ဒါလွန်ခဲ့တဲ့3နှစ်လောက်တွင်ခဲ့တဲ့အစပြောမှဒါ Declan Rice ကိုခေါ်ခဲ့တာမျိုးကစတွက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီ Arsenal squad depth ဟာတော်တော်ကြီးအားကောင်းတဲ့အနေအထားမျိုးရောက်လာခဲ့တယ်ပေါ့နော်ဒီရာသီကျွန်တော်ဖြတ်တန်းမှုစပြောမှဒါရာသီစတာထွက်ကာလကိုကြည့်မယ်ဆိုရင်အာဆင်နယ်ရဲ့တာထွက်ကတော့ဒါ Manchester United ကိုသူတို့အဝေးကွင်းမှာအနိုင်ယူပြီးမှတာထွက်လာခဲ့တယ်ဒါမဲ့ကျွန်တော်ပွဲစဉ်၄လောက်မှာဒီအထက်ကပြန်မဲ့ဖြစ်တဲ့ Liverpool ကိုရှုံးခဲ့တယ်ရာသီအစကာလကတွက်မယ်ဆိုရင်ဒီရာသီချန်ပီယံအပြိုင်မှုက Man City နဲ့ Arsenal တို့ဆိုတာထက်ပေါ့နော် Liverpool နဲ့Arsenal ဖြစ်မလား Liverpool နဲ့ Manchester City ဖြစ်မလားဆိုတဲ့သုံးသပ်မှုမျိုးတွေအလေးပေးမှုမျိုးတွေထင်ကြီးပေးမှုမျိုးတွေကပိုများပါတယ်။ဘာကြောင့်လဲ Liverpool ကလက်ရှိချန်ပီယံအသင်းလည်းဖြစ်တယ်။အဲဒီဟာဥမှဒါထပ်ဆောင်ပြီးတော့မှပေါင်တန်း100နဲ့အထက်ကစားသမား2ယောက်ပေါင်တန်း100နီးပါးကစားသမား1ယောက်3ယောက်အပြင်နောက်ထပ်တခြားနေရာမှာလည်းလိုအပ်သလိုဖြည့်တင်းခဲ့သေးပေါ့နော်ဒီလိုမျိုးဒီငွေကြေးအလုံးရင်းနဲ့အင်အားဖြည့်တင်းသုံးစွဲမှုကြောင့်ဒါလီဗာပူးတော်လေးကိုလေးပြီးခဲ့သလိုတာထွက်မှာကြည့်လိုက်တော့လီဗာပူးက6ပွဲဆက်တိုက်နိုင်တယ်6ပွဲဆက်တိုက်နိုင်တဲ့အနေအထားမှာလီဗာပူးကိုဒါအန်ဖီမှာဆိုဘိုစတိုင်းရဲ့တကူတော့တလုံးတော့ဂိုးနဲ့ရှုံးလိုက်တဲ့အချိန်မှာကျတော့အာဆင်နယ်ကနည်းနည်းလေးတန်ရဝင်စားဖြစ်သွားတယ်ဒီနေ့လည်းအာဆင်နယ်ကဘာလားပေါ့အဲ့မှာကျွန်တော်ပွဲစဉ်၄မှာရှုံးတယ်ပွဲစဉ်5ကျတော့အာဆင်နယ်ချက်ချင်းပြန်လာနိုင်တယ် Nottingham Forest ကို3ဂိုးပြတ်နိုင်တယ်ပွဲစဉ်6မှာကျွန်တော်ဒီ title ဒီဘယ်လိုပြောမလဲအာဆင်နယ်ရဲ့ချန်ပီယံလမ်းကြောင်းမှာဆိုရင်စပြောမှအလဲပြောင်းဖြစ်တဲ့အခြေအနေလေးလို့ကျွန်တော်ဒါပြောလို့ရတယ်ပွဲစဉ်6မှာ Manchester City နဲ့ကစားရတယ်အားလုံးသိတဲ့အတိုင်းပဲ Arsenal ကွင်းမှာ City ကဟာလန်ရဲ့တွင်ကိုနဲ့ဥဆောင်တယ်ပွဲစား9မိနစ်10မိနစ်လောက်ဝင်ချင်နေဒါကျွန်တော် Arsenal ရဲ့ player အဲ့ဒီကာလာတွေမှာတော့တိုက်စစ်ကတော်တော်လေးကိုကောင်းတယ်တိုက်စစ်ကောင်းတယ်သူ1-0နဲ့ရှုံးနေသည့်တိုင်အောင်တိုက်စစ်ပြန်သွားတဲ့ပုံစံလေးကတော်တော်အားရဖို့ကောင်းတယ်ဒါပေမဲ့ Manchester City ရဲ့ခံစစ်ကိုမကြောနိုင်ဘူးနောက်ဆုံးဒီ90+3 ဒါ3မိနစ်ကြာမှမာတင်နယ်လီရဲ့ဂိုးနဲ့အာဆင်နယ်ကကြာချီပါဂိုးရခဲ့တယ်ဒီဂိုးကဒါအာဆင်နယ်ရဲ့ချန်ပီယံလမ်းကြောင်းမှာဆိုရင်တော်တော်လေးကိုအရေးပါတဲ့ဒါတွင်းဂိုးတစ်ခုလို့ပြောလို့ရပါတယ်အဓိကတော့ကျွန်တော်ဒါဘယ်လိုပြောမလဲအမှတ်မရမဲ့အစားတမတ်ရခဲ့တယ်ဆိုတာတဲ့ပေါ့နော်ရမှတ်တမတ်တဲ့ပူရောမှတန်ကြီးရှိတာကြတော့ဒီကိုယ့်ရဲ့ဒါအဓိကပြိုင်ဘက်အသင်းတစ်သင်းကိုအိမ်ကွင်းမှာမရှုံးအောင်ကစားနိုင်ခဲ့တဲ့အချက်တကယ်လို့ဒါမာတင်နယ်လီရဲ့ချီပါဂိုးတာမရခဲ့ဘူးဆိုရင်အာဆင်နယ်ကပွဲစဉ်လေးမှာလီဗာပူးကိုရှုံးတယ်ပွဲစဉ်6မှာမန်ချက်စတာစီးတီးကိုရှုံးတယ်ဆိုတော့အဓိကပြိုင်ပွဲနှစ်သင်းကိုရှုံးသွားခဲ့ရင်စိတ်ပိုင်းဆိုင်ရာတော်တော်ကြီးကိုဒါအခြေအနေမိကုထုတ်စရာဖြစ်သွားမှာပေါ့နော်အဲ့တော့မာတင်နယ်လီရဲ့သွင်းကိုနဲ့သူအာဆင်နယ်ကဒါတီတမတ်ယူနိုင်ခဲ့တယ်ယူနိုင်ခဲ့တော့ကျွန်တော်ဒါပြန်ကြည့်လိုက်မယ်ဆိုပွဲစဉ်6ထိအာဆင်နယ်ကလီဗာပူးကိုရှုံးခဲ့တဲ့ပွဲရလွယ်ရင်ကျန်တဲ့ဒါ9ပွဲမှာမရှုံးဘူးကျန်တဲ့9ပွဲမှာမရှုံးမင်းနဲ့ကျွန်တော်ဒါ4ပွဲနိုင်တပွဲတည်ရေပေါ့နော်ဒါရမှတ်73မှတ်73မှတ်ထင်ပါတယ်အဲ့လောက်ရခဲ့တယ်အဲ့ဒါကျွန်တော်ဒါပွဲစဉ်6ပြီးတာပွဲစဉ်ခွန်ပေါ့ပွဲစဉ်ခွန်မှာကျတော့အာဆင်နယ်ကဝက်ဆန်ကို2-0နဲ့နိုင်တယ်တစ်ချိန်တည်းမှာပဲကျွန်တော်ဒါလီဗာပူးကကျတော့ခရစ္စတယ်ဘဲလီကိုတွားပြီးမှ2-1နဲ့ရှုံးတယ်အဲ့ရှုံးတဲ့ပွဲစဉ်ကနေစပြီးတော့မှဒါအာဆင်နယ်ကပွဲစဉ်ခွန်ပြီးမှပရီးမီးယားလိရဲ့ဒါအဆင့်1နေရာကိုစပြီးတော့မှဒါယူနိုင်ခဲ့တယ်တစ်ချိန်တည်းမှာပဲဒါလီဗာပူးကခရစ္စတယ်ဘဲလီကိုရှုံးပြီးနောက်ပိုင်းမှာကျွန်တော်ဒါချယ်လ်ဆီကိုရှုံးတယ်နောက်ထပ်ဒါမန်ချက်စတာယူနိုက်တက်ကိုရှုံးတယ်ရှုံးပွဲတွေတော်တော်လေးကိုဆက်သွားတာပေါ့နော်ရှုံးပွဲဆက်သွားတဲ့အချိန်မှာတိုက်တဲ့ဒီချန်ပီယံအားပြိုင်မှုကပုံစံတစ်မျိုးဖြစ်သွားတယ်လီဗာပူးနဲ့အာဆင်နယ်အားပြိုင်မှုမျိုးမဟုတ်ဘဲနဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့အာဆင်နယ်နဲ့မန်ချက်စတာစီးတီးရဲ့အားပြိုင်မှုတွေဖြစ်လာပါဗောလေစီးတီးကလည်းတဖြည်းဖြည်းနဲ့ဒါအသင်းကပုံစံကောင်းတွေရလာတယ်ရာသီစပိုင်းကတော့ကျွန်တော်ဒါရိုဒရီမပါနိုင်တဲ့အခြေအနေမှာနီကိုကွန်ဆာလက်ကတော်လေးကိုဒါကွင်းလယ်မှာဥဆောင်ပြီးတော့မှခြေစွမ်းပြသွားနိုင်ခဲ့ပေါ့လေအဲဒီတော့ဒါ Reinders တို့လည်းတော်တော်လေးကိုအားကိုးရတဲ့အခြေအနေတစ်ခုပါအဲ့မှာအာဆင်နယ်ကဒီကျွန်တော်မန်ချက်စတာစီးတီးကိုတီးကစားနိုင်ခဲ့ပြီးနောက်ပိုင်းမှာရလက်ကိုခြေစွမ်းကိုတော်တော်ကြီးကိုတက်သွားခဲ့တယ်ကျွန်တော်ပြိုင်ပွဲရက်မှာ10ပွဲဆက်တိုက်နိုင်တယ်အဲ့10ပွဲဆက်တိုက်နိုင်တဲ့မှာ10ပွဲက clean sheet ရတယ်10ပွဲကဂိုးမပြီးခဲ့ရဘူးပရီးမီးယားလိမှာဒီ10ပွဲဆက်နိုင်တဲ့အချိန်လေးကဘာမှရက်တန့်သွားတယ်လဲဆိုအလင်းရောင်ကွင်းမှာပေါ့နော်အလင်းရောင်ကွင်းမှာသူတို့ဒီ Broby ရဲ့ဒါပွဲပြီးကနေချီပါကိုကြောင်းထူးထူးတီကြာသွားတယ်ထူးထူးတီကြာသွားပြီမဲ့အဲ့ပွဲအလွန်ကျွန်တော်ဒါမြောက်လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တဲ့ဒါ Tottenham Hotspur နဲ့ပွဲစဉ်မှာ Everton Aziz ရဲ့ hat-trick နဲ့တူ Arsenal နိုင်ပွဲပြန်ရလိုက်တယ်အဲ့ကာလာလေးကိုကျွန်တော်ဒါပြန်ကြည့်လိုက်မယ်ဆို Arsenal ရဲ့
ခံစစ်အကောင်းဆုံးပုံစံကိုကျွန်တော်ဒါမြင်ခဲ့ရတယ်ဒီရာဒီမှာဒါအာဆင်နယ်ကဒါ clean sheet အနေနဲ့ဆိုစုစုပေါင်း16ပွဲထိရခဲ့တယ်ဗောလေကိုမပြေးခဲ့ရတဲ့ပွဲစုစုပေါင်း16ပွဲထိရှိတယ်နောက်ထပ်ကျွန်တော်ပြိုင်ပွဲကိုကိုးကန်သွင်းခွင့်ပေးရတဲ့နှုန်းကလည်းတော်တော်ကြီးကိုနည်းပါတယ်တပွဲပြတ်မြဆိုရင်အာဆင်နယ်ကပြိုင်ပွဲကိုကိုးကန်သွင်းခွင့်ပေးရတာ10ကြိမ်ကျော်လောက်ပဲရှိတယ်နောက်ထပ်ကျွန်တော်ဒါတပွဲပြတ်မြဂိုးပေါက်တဲ့ကန်သွင်းခွင့်ကိုကျွန်တော်ဒါကြည့်မယ်ဆိုရင်လည်းတစ်ဖက်ဒီထူးကြော်ပေါ့နော်တပွဲဟိုမှ2ကြိမ်ကြော်လောက်ပဲပြိုင်ပွဲကိုဂိုးပေါက်တဲ့ကန်ခွင့်ပေးရတယ်အဲ့တော့ကျွန်တော်ဒါကိုသမား David Raya အပြင်ဒီရှေ့တန်းကသူ့ရှေ့ကပေါ့နော်ဒါခန်းစစ်တန်းတွေဖြစ်တဲ့ William Saliba နဲ့ Gabriel Magalhaes တို့အတွဲကြောင့်ကျွန်တော်ဒါအများကြီးကိုဟိုဘယ်လိုလဲအာဆင်နယ်ရဲ့ခန်းစစ်လို့အောင်တည်တလာကောင်းလာပေါ့နော်တပွဲဥမှာပြတ်မြဒီဂိုးပေါက်တဲ့ကန်ချက်ပေးရတာ2ကြိမ်ကြော်လောက်ဆိုတော့တော်တော်ကြီးကိုဒါချီးကျူးဖို့ကောင်းပါတယ်အာဆင်နယ်ရဲ့ခန်းစစ်ကအမှန်တိုင်းပြောမယ်ဆိုရင်အာဆင်နယ်ကပြီးခဲ့တဲ့နွေရာသီမှာဒီတိုက်စစ်ပိုင်းတွေ Gyökeres တို့ဒီနာမည်ကျော်တိုက်စစ်မှုတယောက်ပေါ့လေနာမည်ကျော်တိုက်စစ်မှုတယောက်ကိုဈေးကြီးနဲ့ပေးခေါ်တယ်နောက်ထပ်ဒီ attacking midfield အတွက် Ibarchi Azil လို့ဒါ Arsenal Academy ထွက်ကစားသမားဟောင်းတူကိုလည်းဒါဈေးကြီးနဲ့ Crystal Palace အသင်းကနေပေးခေါ်ခဲ့တာပဲဒီလိုတိုက်စစ်အင်အားဖြည့်ခဲ့သည့်တိုင်အောင် Arsenal ရဲ့တိုက်စစ်ကမိနစ်ကလည်းရှင်ဘာမှတိတ်ပြီးမှထူးခြားကောင်းလာတာမရှိဘူးပြီးခဲ့တဲ့ရာသီက Arsenal ပွဲစဉ်38ပြီးမှစုစုပေါင်းတွင်ကို69ဂိုးသွင်းနိုင်ခဲ့တယ်ဒီရာသီပွဲစဉ်30ပြီးမှတွင်းထားတဲ့ဂိုးကလည်း62မှာ9ဂိုးပဲဒါ Crystal Palace နဲ့ပွဲမှာဂိုးသွင်းနိုင်ရင်တော့ဒီအဲ့ပမာဏတစ်ခုပဲပူမှာပေါ့လေဒါထူးခြားတဲ့ဒီတွင်းဂိုးပမာဏများပြားလာတာတော့မဟုတ်ဘူးဒါပေမဲ့ဘယ်နေရာမှာအာသာဝါလဲဆိုတော့ Arsenal အာသာတဲ့အချက်တွေကကြတော့ခန်းစစ်ပိုင်းဆွတ်ဆောင်ရေးတိတိတလာတူးတက်လာတဲ့အချက်ရဲ့နောက်တစ်ချက်ကကြတော့ကျွန်တော်ဒီဘယ်လိုပြောမလဲပွဲတစ်ပွဲအတွင်းမှာပြိုင်ပွဲရဲ့ဥဆောင်ခြင်းကိုခံရတာပဲဖြစ်နေပါစေဒါမှမဟုတ်ကိုကအနိုင်သုံးမရဖို့ကြိုးစားတော့မယ့်အခြေအနေမှာဒီ stalemate ဖြစ်နေပါတော့ stalemate ဖြစ်နေတယ်တည်ကြနေတဲ့အခြေအနေမျိုးမှာဖြစ်စေအာဆင်နယ်ကအဲ့မျိုးအခြေအနေမှာဆိုအမတ်တွေယူနိုင်ခဲ့တာပေါ့ဥမာကျွန်တော်ဒါ Everton နဲ့တည်ကြ2-0နဲ့နိုင်တဲ့ဒုတိယကြော်မျိုးပေါ့ Everton ကိုသူတို့ဟိုလုံးဝဂိုးမသွင်းနိုင်တော့တဲ့အခြေအနေမျိုးဖြစ်နေမသိရင်ဒါစီးစီးနဲ့ပြီးတော့မယ်ဆိုတဲ့အခြေအနေမျိုးမှာဒါလူငယ်ကစားမလေးဒါ Max Dorman ဝင်လာတယ်သူရဲ့ဖြတ်တင်ပေါ်ကနေတစ်ဆင့်ဒါဂိုးမပစ်ဖို့အားနဲ့အနေဒါအာဆင်နယ်နဲ့ဥဆောင်ကိုရတယ်ဒုတိယအနိုင်ကိုက Max Dorman ကိုယ်တိုင်တွင်းသွားတာမျိုးနောက်ထပ် Fulham ကိုပထမကြော်မှာ 1-0 နဲ့နိုင်ခဲ့တဲ့ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလည်းဒီအတိုင်းပဲတော်တော်ကြီးကိုဒါခက်ကစားခဲ့ရတဲ့အခြေအနေမျိုးနောက်ထပ်အာဆင်နယ်ရဲ့ဒီယာဒီမှာတိုးတက်လာတဲ့အချက်ဆိုရင် Newcastle နဲ့ဒါပွဲစဉ်တွေပေါ့နော်ပြီးခဲ့တဲ့ယာဒီတွေက Newcastle ကွဲမှာအာဆင်နယ်ဟာအငင်းပွားပွဲရောအငင်းပွားပွဲမရှိတာရောရှုံးခဲ့တာပဲတကူးမှတော့ဒါမသွင်းနိုင်ခဲ့ဘူးတော့နောက်ဆုံး3ချိန်ပါဆိုစိတ်ချင်းဘက်ကွင်းကိုတွားကစားတဲ့နောက်ဆုံး3ချိန်ဆိုရင်တကူးမှတော့မသွင်းခဲ့ဘူးဒါပေမဲ့ဒီယာဒီမှာအာဆင်နယ်ကအဲ့ဒီစိတ်ချင်းဘက်ချိန်စာကိုရပ်တန့်နိုင်ခဲ့တယ်ပြင်ဘယ်လိုပြောမလဲNewcastle နဲ့ကြော့စလုံးမှာ6မှတ်ပြည့်တောင်ယူနိုင်ခဲ့တာပေါ့နော်ပထမကြော့စိတ်ချင်းဘက်ကွင်းမှာကစားတော့ကအာဆင်နယ်ဟာ Newcastle ဥဆောင်ခြင်းကိုခံရတယ်တုံတောင်ယုံကြည်မှုမျိုးနဲ့ဆိုတော့ဒါသွားပါပြီလို့ပဲကျွန်တော်ဒါတွက်လို့ရပါဘောနော်ဒါစိတ်ချင်းဘက်မှာဆိုအာဆင်နယ်အမြဲတမ်းတိုင်ပတ်တယ်ဆိုတော့ဖြစ်ကျွန်တော်ဥဆောင်ကိုကလည်းပေးလိုက်ရသေးတယ်ပွဲပြီးကန်ဒီထိလည်း 1-0 နဲ့ဥရှုံးနေတယ်အဲ့ရှုံးနေတဲ့အခြေအနေမှာဒါ Rice ရဲ့ဒီတင်ပေးလိုက်တဲ့ဘောလုံးကနေ McKenzie တို့ခေါင်းတိုက်ပြီးခြေပါကိုတင်တဲ့အနိုင်ကိုလည်းကျွန်တော်ဒါ injury time မှာ Gabriel Magalhaes ကတွင်းနိုင်ခဲ့ဘူး Newcastle နဲ့ပွဲစဉ်ကလည်းဒါ Arsenal ရဲ့ turning point တစ်ခုလို့ကျွန်တော်ဒါပြောလို့ရတယ်အဲ့ပွဲမှာဒါအနိုင်ရလိုက်တဲ့အခြေအနေကြောင့်လည်း Arsenal ယုံကြည်မှုတဖြည်းဖြည်းနဲ့ဒါတိဆောက်သွားနိုင်ခဲ့တာပေါ့နော်အဲ့တော့ဒီဇင်ဘာပွဲချက်ကာလမှာပြန်ကြည့်လိုက်မယ်ဆိုရင်တော့အသင်းတိုင်းဒါဒီယာဒီမှာဟိုရမတ်အားကောင်းလာတယ်ဆိုတဲ့အသင်းကမရှိခဲ့ဘူးပေါ့နော် Manchester United တို့ Chelsea တို့ဆိုရင်လည်းတော်တော်ကြီးကိုဒါရုပ်ပြက်စင်းမြက်အခြေအနေမျိုးဖြစ်ခဲ့တယ်အမတ်တွေဆုံးရှုံးခဲ့တာပဲ Arsenal လည်းအဲ့ကာလမျိုးမှာတော့ဒါအမတ်တွေဆုံးရှုံးတာရှိတယ် Manchester City လည်းManchester City ရောအဲ့ကာလမှာတခြားသင်းနဲ့ဆိုင်အမတ်လေးတွေပိုယူနိုင်ခဲ့တာမျိုးရှိတယ်နောက်ထပ်ဒီ turning point တစ်ခုကကျတော့ဘယ်မှာပြန်ဖြစ်သွားလဲဆိုတော့ Manchester City ကဒီဇင်ဘာလလောက်မှာနည်းနည်းကောင်းခဲ့မယ်2026ခုနှစ်အဝင်မှာကျတော့ City ရဲ့ရလဒ်တွေ PM မျိုးမှာရိုင်သွားတယ်Manchester Derby မှာသူတို့ရှုံးတယ် Brighton ကိုတီးကြတယ် Sunderland ကိုတီးကြတယ်နောက်ထပ်အဲ့ရနေမှာတစ်ဆင့်ဒီ February လလောက်ထိ Manchester City ဟာဒုတိယပိုင်းမှာဂိုးမသွင်းတဲ့အခြေအနေမျိုးရောက်တဲ့ထိဒုတိယပိုင်းရောက်ရင် City ကဂိုးရဖို့ခက်သွားတယ်ဆိုတော့အနေထားရောက်သွားတဲ့ထိဒါ City ကိုယ်တိုင်လည်းတော်လေးကိုဒါရုံးကန်ရတယ်ဗောနော်ဒီလိုရုံးကန်တဲ့အခြေအနေတခုမှာအာဆင်နယ်ကအရန်အားကောင်းတဲ့ပုံစံမျိုးမဟုတ်တိတိုင်အောင်ဥမာ City ရှုံးတဲ့ပွဲမျိုးရှုံးတဲ့အပတ်မျိုးမှာဆိုရင်ဒါအာဆင်နယ်ကတည်တမတ်ယူနိုင်တာမျိုးရှိတယ်တချို့ပွဲမျိုးမှာဆိုတော့ဒါ3မှတ်ပြည့်ယူနိုင်တဲ့အခိုက်အတန့်မျိုးလည်းရှိတယ် Manchester City နဲ့ဒါဒုတိယကြော့သူတို့အဆုံးဖြတ်ပွဲကစားမဲ့အခြေအနေရောက်တဲ့ချိန်ကျတော့ဒါအဲ့ဒီဆုံးဖြတ်ပွဲမှာရှုံးသွားတယ်ဗောနော်ရှုံးသွားတဲ့အခြေအနေမှာလည်းကျွန်တော်ရမှတ်အားဖြင့်ပြန်ကြည့်မယ်ဆိုရင်ခုတာခန္ဓာအခြေအနေမျိုးရှိသေးတယ်ဒီလိုခုတာခန္ဓာအခြေအနေမျိုးရှိခဲ့တာကအစောပိုင်းပေါ့လေ February နဲ့
ဇန်နဝါရီလတွေကပွဲစဉ်တွေမှာအာဆင်နယ်ကရမှတ်တွေစုဆောင်းနိုင်ခဲ့တယ်မန်ချက်စတာစီးတီးချီကျော်ခဲ့တဲ့အပတ်တွေမှာ3မှတ်ယူခဲ့တာမျိုးမဟုတ်ဘူးဆိုတော့မှ1မှတ်ယူနိုင်ခဲ့တာမျိုးလေးတွေရှိခဲ့တဲ့အတွက်အာဆင်နယ်အတွက်ခုတာကဏ္ဍဖြစ်သွားတာပေါ့နော်အဲ့မှာနောက်ထပ်အချိုးကွေးတစ်ခုဖြစ်သွားတာကကြတော့မန်ချက်စတာစီးတီးနဲ့ရှုံးခဲ့တဲ့ပွဲပြီးနောက်ပိုင်းမှာအာဆင်နယ်ရဲ့ခံစစ်ကတော်ကြီးကိုအားကောင်းသွားတယ်ပြိုင်ပွဲဆုံးမှာဆိုရင်ဂျူလီယန် Everest ရဲ့ penalty သွင်းကိုပေါ့နော်အဲ့ penalty သွင်းကိုတကိုးတည်းပဲခွင့်ပြုခဲ့ရတယ်ကျန်တဲ့ဒါပွဲစဉ်တွေမှာဆိုရင်လုံးဝ clean sheet တွေကျန်မယ်တောက်လျှောက်ယူနိုင်ခဲ့တယ်ပေါ့နော်ဒါလေးပြန်ကြည့်လိုက်မယ်ဆိုရင်တော့ဒီအာဆင်နယ်ရဲ့ဒီချန်ပီယံလမ်းကြောင်းမှာဧပြီလထဲမှာအာဆင်နယ်တော်တော်လေးကိုရုပ်ပြတ်ဆင်းပြဖြစ်သွားခဲ့တယ်ပြိုင်ပွဲဆုံးမှာဒါချန်ပီယံလိဂ်ကလွဲရင်ကျန်တဲ့ပြိုင်ပွဲတွေမှာရှုံးခဲ့တယ်ပေါ့နော် FA မှာရှုံးတယ်ကာရာဘောင်းမှာရှုံးတယ်နောက်ထပ်ပရီးမီးယားလိဂ်မှာဆိုရင်လည်းဘုံမောက်ကိုရှုံးတဲ့ဟာမျိုးတွေကြုံခဲ့ရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုဧပြီနောက်ပိုင်းဒီမေလမှာပြန်မျိုးမှာ turning point ဖြစ်တယ်ဒီကစားမားတွေအနေထားနဲ့ဒီပွဲရဲ့အခိုက်အတန့်တွေကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒီဂိုးမာဒေးဗစ်ရာရဲ့ကာဝယ်မှုတွေကလည်းအများကြီးအခိုက်အတန့်ဖြစ်ပါတယ်ဒါ Brighton ကိုသူတို့ 1-0 နဲ့နိုင်တဲ့ပွဲမျိုးမှာဆိုရင် Minter ရဲ့ဒီကန်ချက်ပေါ့နော်တော်တော်ကြီးကိုလှပပါတယ်အဲ့ကန်ချက်မျိုးနဲ့ဒါကူးပေးလိုက်ရမယ်ဆိုရင်အာဆင်နယ်ဒီတဲ့ပူပြီးမှခက်ခဲသွားနိုင်တဲ့ခြေနေနောက်ထပ်ဒီအလဲပြောင်းဖြစ်သွားတဲ့ဟာဆိုရင်ဒါဝူဗန်တန်နဲ့ပွဲစဉ်ဝူဗန်တန်လို့ဒါတန်းဆင်းရဖို့တေချာပြီးသားအသင်းကိုအာဆင်နယ်ကဟိုတိုင်ပတ်ဖြစ်အောင်ကိုတိုင်ပတ်သေးတယ်ဒါပွဲပြီးကန်ဒီထီကိုမရဘူးပွဲပြီးကန်ဒီမှာရတဲ့ဂိုးကြတော့လေအဲ့ဥဆောင်ကိုလည်းမထိန်နိုင်ဘူးတစ်ဖက်ကဝူဗန်တန်ရဲ့ခြေပါကိုသွင်းတော့ခံလိုက်ရတယ်ကန်ကောင်းကျင်တော့ဒါကျွန်တော်ဒါညာချမ်းကနေပဲကန်နေလိုက်တဲ့ဘောလုံးကိုဂါရီယယ်ဂျေဆုကောင်းလိုက်တာမှာတစ်ဖက်ကဝူဗန်တန်ခန်းစင်းနဲ့ထိပြီးတော့မှဂိုးဝင်သွားအုံဂိုးဖြစ်သွားပါပဲအဲ့ဂိုးကအဲ့ဝူဗန်တန်နဲ့ပွဲလေးကလည်းအာဆင်နယ်အတွက်လုံးဝဒါ turning point တစ်ခုလို့ကျွန်တော်ဒါပြောလို့ရပါတယ်ဒီကစားမကြီးအနေနဲ့ဆိုတော့ကျွန်တော်စောပိုင်းပြောတဲ့ဒေးဗစ်ရာယာရဲ့မင်တယ်ရဲ့ကာဝယ်ချက်နောက်ထပ်ဝက်ဆန်နဲ့ပွဲတုန်းကမာတီယက်စ်ဖာနန်ဒက်ရဲ့ကာဝယ်ချက်အဲ့ကာဝယ်ချက်တွေကလည်းတကယ်ကိုချန်ပီယံအဆုံးဖြတ်ပေးခဲ့တဲ့အခိုက်အတန့်တွေလို့ကျွန်တော်ဒါပြောလို့ရတယ်ဒါအနည်းချုပ်ကျွန်တော်ဒါပြန်ပြောမှဒါသုံးသက်ကြည့်လိုက်မယ်ဆိုရင်ဒီယာဒီမှာအာဆင်နယ်ရဲ့ခံစစ်စုဖွဲ့မှုအရန်တည်ငြိမ်သလိုဂါရီယယ်မန်ကာဟေးစ်နဲ့ဝီလီယံစလီဘာတို့ရဲ့ခံစစ်အထိုင်ကလည်းယာဒီကုန်ကန်နေတာနဲ့အမျှတော်တော်ကြီးကိုအားကောင်းလာတာကိုကျွန်တော်တွေ့ရတယ်အထူးမြင့်ဒါဂါရီယယ်မန်ကာဟေးစ်ရဲ့ blocking တွေကဟိုအသင်းတွေပေးဆက်လူစိဘယ်လောက်ရှိတယ်လဲဆိုတာကိုကျွန်တော်ဒါမြင်နိုင်တာပေါ့နော်ပုံမှန်အဖြစ်ဆိုရင်ဟိုမှာဗန်ဒိုက်တို့တောင်မှဒီနောက်ပိုင်းတွေမှာဆိုရင်ပြိုင်ဘက်ကို blocking လုပ်ရင်ကြောကြီးပြီးတော့မှလုပ်တဲ့ဟာမျိုးတွေမြင်ရပေမဲ့ဂါဘရီယယ်မန်ကာဟေးစ်ကကြတော့ကိုယ့်ရဲ့မျက်နှာချင်းဆိုင် face to face လာတဲ့ဘောလုံးမျိုးတကယ် face to face ရင်ဆိုင်တယ်ကြောပေးတာလည်းမလုပ်ဘူးဟိုလက်နောက်ပြပြီးတော့မှရင်ကော့ခံပြီးတော့မှဟိုအနာခံမျိုးမှဖျက်ထုတ်တဲ့တယ်ဗောနော်အနာခံပြီး blocking လုပ်တဲ့ဘောလုံးတွေဆိုလဲကျွန်တော်ဒါမကြာခဏမြင်ခဲ့ရတယ်ဒါလေးကြည့်မယ်ဆိုရင်တော့ဒါဂါဘရီယယ်မန်ကာဟေးစ်ရဲ့ပေးဆက်မှုနောက်တော့ဝီလီယံစလီဘာရဲ့ပေးဆက်မှုဒီခန်းစစ်ကစားမနှစ်ယောက်ရဲ့ဒီအားထုတ်မှုတွေလည်းတော်တော်ကိုအရေးပါပါတယ်နောက်ပိုင်းမှာကျတော့ဟိုအော်ဒီကလည်းဒဏ်ရာတက်တာလာတဲ့ဟာလည်းအရေးပါတယ်အိုဒီကမပါနိုင်တဲ့အခြေအနေမျိုးမှာဆိုရင်အာဆင်နယ်ရဲ့ဒီကွင်းလေထင်းကျုံနိုင်စွမ်းကတိတိတတာကိုအားနေတယ်အီဘာရီချီအဇီးနဲ့တူဒါအာဆင်နယ်ရဲ့တိုက်စစ်ကောင်းခဲ့တဲ့အခိုက်အတန့်လေးရှိပါတယ်အထူးပြဒါနိုဝင်ဘာနဲ့ဒီဇင်ဘာလလောက်မှာဆိုရင်အဇီးပေါင်းတဲ့ပွဲတွေမှာအာဆင်နယ်ရဲ့တိုက်စစ်ဖန်တီးမှုတိုက်စစ်လမ်းကြောင်းခင်းတဲ့ဘောလုံးတွေတွေကတော်တော်လေးကိုအရေးသွေးမြင့်တဲ့ဘောလုံးတွေရှိခဲ့တယ်ဒါပေမဲ့ပြဿနာကကျတော့အဇီးနဲ့အဇီးကအချိန်လေးရမယ်လို့လိုက်အိုဒီကတရားတက်တာလိုက်ချိန်ကျအိုဒီကကိုတုံးလိုက်ချိန်ကျတော့အာဆင်နယ်ရဲ့ကွင်းလယ်တိုက်စစ်စုဝဲပြန်ပြတ်သွားလိုက်နေအဲ့လိုပုံစံမျိုးနဲ့အာဆင်နယ်ဟာဒါ open play ကနေတော်တော်ကြီးကိုခိုးရဖို့ရုန်းကန်ခဲ့ရတယ်ဒီယာဒီမှာနောက်ထပ်အားသာချက်တစ်ခုကတော့တေဂန်ဘောပေါ့နော်တေဂန်ဘောတွေကတော့အရင်ယာဒီကလည်းအာဆင်နယ်အားကောင်းပါတယ်ဒါပေမဲ့ဒီယာဒီမှာတော့ပူရောမှတိတာတယ်အာဆင်နယ်ကဒီယာဒီမှာဆိုရင်ကျွန်တော်တို့ဒါတေဂန်ဘောကနေတစ်ဆင့်ဒီ dead ball တွေပေါ့လေ dead ball တွေကနေတစ်ဆင့်စုစုပေါင်း28ဂိုးထိသွင်းနိုင်ခဲ့တယ်အဲ့ထဲမှာတောင်းကန်ဘောတီးတဲ့ကြည့်မယ်ဆိုရင်တောင်းကန်ဘောကနေ18ဂိုးထိဒါသွင်းနိုင်ခဲ့တယ်သူတို့ရခဲ့တဲ့ဒါပရီးမီးယားလိဂ်မှာဆိုရင်ပွဲစဉ်30ခွန်ပြီးမှစုစုပေါင်း60နဲ့မှ9ဂိုးအာဆင်နယ်ကတွင်းထားခဲ့တယ်အဲ69ဂိုးတွေက30%ကျော်လောက်ကဒီတေဂန်ဘောတွေကနေဒါတေဂန်ဘောနဲ့ဆက်ဆက်ပြီးတော့မှရခဲ့တဲ့ဂိုးတွေဖြစ်တာကိုကျွန်တော်တွားပြီးတော့မှတွေ့ရတယ်ပွဲမှာဒါအာဆင်နယ်အတွက်ဒီခက်ခဲလားလွယ်ကူလားဆိုတာကျွန်တော်ကြည့်မယ်ဆိုရင်တေဂန်ဘောကနေဥဆောင်ကိုစောစောစီးယူနိုင်တယ်ဆိုအဲ့ပွဲကအာဆင်နယ်အတွက်လွယ်ကူတာများတယ်ဒါလေးကျွန်တော်တွေ့ရပါတော့အဲ့တေဂန်ဘောကနေကူးမရအောင်ဆိုရင်အာဆင်နယ်ကပြန်ပြီးတော့မှခက်ခဲသွားတာမျိုးလေးကျွန်တော်ဒါတွေ့ရဆိုတော့ဒီဟာဒီအာဆင်နယ်ချန်ပီယံဖြစ်ခဲ့တဲ့အခြေအနေတွေမှာဆိုတော့ဒီတေဂန်ဘောအားသာချက်တွေကလည်းအများကြီးပါပါတယ်နောက်ထပ်ကျွန်တော်ဒါမဖြစ်မနေထည့်တွေ့ရမှာတခုကတော့ဟိုပြီးခဲ့တဲ့ရာသီကအာဆင်နယ်ဟာဒိုင်လူကြီးတွေရဲ့အငင်းပွားပဲဆုံးဖြတ်ချက်တွေနဲ့တောက်လျှောက်ရင်ဆိုင်ခဲ့ရတယ်ပြီးခဲ့တဲ့ရာသီတရားသီတွေမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒါတောက်လျှောက်ပါပဲ2023 24ဒီ24 25စသဖြင့်အဲ့ဒီရာသီမှာအာဆင်နယ်ဟာအငင်းပွားပွဲတွေနဲ့ဒါစန်နမူနာဆိုတဲ့ဒါမျိုးတွေပဲအရင်ပွဲတွေမှာမရှိခဲ့တဲ့အခြေအနေမျိုးပဲအာဆင်နယ်နဲ့ပွဲကြရင်ဒါစန်နမူနာဆိုတဲ့ပုံစံမျိုးတွေနဲ့
လောက်ခံလိုက်ရတာပေါ့နော်ဥမာအချိန်ဖြုံးတာမျိုးအရင်တော့ကလည်းဒါကစားမအချိန်ဖြုံးတာပဲဒါပေမဲ့ပြီးခဲ့တဲ့နှစ်ကဆိုရင်ဒါ Declan Rice ဒီလိုမျိုးလုပ်ရတဲ့ထုတ်ခံရတယ်နောက်ထပ်ကျွန်တော်ဒါ Trossard အဲ့လိုမျိုးအလားတူပုံစံမျိုးနဲ့အထုတ်ခံရပြီမယ်ဒီယာဒီမှာကျတော့အာဆင်နယ်ဟာအနီကတ်တယောက်မှမထိသလိုပင်နယ်ပေးရတဲ့အခြေအနေမျိုးလည်းဘာမှမရှိဘူးနောက်ထပ်ကျွန်တော်ဒါပြီးခဲ့တဲ့ရာသီကပင်နယ်ပေးရတဲ့ဟာဆိုရင်ဂျောက်ဘက်ဒရိုနဲ့ဝီလီယမ်စလီဘာတို့ရဲ့ဒီ Brighton နဲ့အာဆင်နယ်ပွဲမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်မျိုးပေါ့နော်တစ်ဖက်သင်းကကြောပေးထားရင်လည်းဘယ်လိုပြောမလဲပင်နယ်အဲ့ Brighton နဲ့အာဆင်နယ်ဒီမိနစ်တုန်းကပင်နယ်ဖြစ်ရကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တကယ်ကိုအငင်းပွားစရာဖြစ်ပါတယ်ဒီလိုအငင်းပွားစရာပင်နယ်တွေလည်းအာဆင်နယ်ကမပေးခဲ့ရဘူးအေဗာတန်နဲ့ပထမကြော်တုန်းကဆိုရင်ဒါစလီဘာကအေဗာတန်ကစားမတယောက်ကိုဖျက်ထုတ်လိုက်တဲ့ဟာမျိုးဆိုရင်သိကြတယ်အရင်နှစ်ကဆိုရင်တော့ဒါပင်နယ်ပေးခံရပြီဒါပေမဲ့ဒီနှစ်မှာအဲ့အမျိုးတွေကလည်းကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်ဒီအာဆင်နယ်အတွက်တက်တာရသွားစီခဲ့တဲ့အခြေအနေမျိုးလေးကျွန်တော်ဒါအများကြီးရှိပါတယ်ဒါနောက်ဆုံးကျွန်တော်ဒါအနည်းချုပ်ပြန်ကြည့်လိုက်မယ်ဆိုရင်တော့အာဆင်နယ်အတွက်ကအနည်းနဲ့အလားလားကနေတိဆောက်ခဲ့တဲ့အသီးပွင့်နောက်ထပ်ဒီယာဒီမှာဒါ Declan Rice ရဲ့ဥဆောင်မှုဒီပွဲတိုင်းကိုတကယ်ကိုရေကုန်ရေခမ်းကစားနိုင်မှုဒီချက်တွေပြင်ခံစစ်ချစ်လက်မှုတေကန်ဘော်ရီယာနေပါစစ်ဂိုးသွင်းနိုင်မှုနောက်ထပ် Victor Gyökeres ရဲ့ဒါပွဲကြီးတွေမှာဂိုးမသွင်းနိုင်တဲ့တိုင်အောင်ပွဲငယ်တွေမှာကြာရင် Victor Gyökeres ကလည်းတကယ်ကိုအားကိုးရပါတယ်အထူးမြတ်ဒါ Tottenham Hotspur နဲ့ဒုတိယကြော့မှာဆိုရင်ဒါ Victor Gyökeres ရဲ့အကောင်းဆုံးပွဲလို့ကျွန်တော်ဒါပြောလို့ရတယ် Gyökeres ရဲ့သွင်းဂိုးတွေနဲ့သူအာဆင်နယ်ကဒါဒုတိယပိုင်းမှာ Tottenham Hotspur ကိုဒါအနိုင်ရခဲ့တဲ့ပွဲမျိုးတွေပေါ့လေဒါလေးပြန်ကြည့်လိုက်မယ်ဆိုရင်အာဆင်နယ်ကဒါအနေနဲ့အလားတိဆောက်ခဲ့တဲ့အပြင်ပြီးခဲ့တဲ့နွေရာသီကတီးတန့်ခေါ်လိုက်တဲ့ကစားသမားတွေကလည်း၈ယောက်စလုံးဒီပါအားလုံးအားကိုးလို့ရတဲ့အခြေအနေမျိုးရှိတယ်။ North Cup ကိုလည်းဒါ Premier League မှာတိတ်ပြီးမှပွဲထွက်ခွင့်မရဘူးဆိုရင်တော့မှကျွန်တော်ဒါတခြား league ပွဲတွေပေါ့လေ League ဖလားတို့ FA ဖလားတို့မှာဒါ North Cup လိုကစားပါမျိုးကိုဒါအလဲကျသုံးလို့ရတဲ့အတွက် Arsenal ဟာဒီ squad တဲ့အနေနဲ့ဆိုရင်တော်တော်ကြီးကိုအင်အားကောင်းသွားတယ်ပေါ့လေ။ကျန်တဲ့ဒီကစားသမားတွေဒါပြီးခဲ့တဲ့နွေရာသီကခေါ်လိုက်တဲ့ကစားသမားတွေမှာဆိုရင်အနည်းဆုံးဒါ Premier League မှာဆိုရင်ဒါပွဲ30နီးပါးကစားရတာကျန်မယ်။ဥပမာဒီညာတောင်မန်ကမာတိုအီကေဆိုရင်လည်း25ပွဲ26ပွဲတိကစားဟင်ကာဘီဆိုလည်းဒါ25ပွဲ26ပွဲတိကစားတယ်အေဗရာဂျီအစည်းလည်းဒီတိုင်းပဲပေါ့နော်အဲ့တော့ခေါ်လိုက်တဲ့ကစားသမားတွေကလည်းအသင်းအတွက်အားကိုးရတဲ့အခြေအနေမျိုးဖြစ်ခဲ့တာတွေကလည်းအာဆင်နယ်အတွက်ပို့ပြီးမှဒါအားကောင်းသွားစေတယ်ပေါ့လေဒီခုကတော့ဒါအာဆင်နယ်ဟာပရီးမီးယားလိ MLB ချန်ပီယံဆုကိုရဖို့တည်ကြသွားပြီဆိုတော့လာမဲ့ဒီမေလ30ရက်နေ့မှာရှင်ပြန်ကစားမဲ့ချန်ပီယံလိပွဲကိုဘယ်လိုပုံစံမျိုးနဲ့ဒါပွဲထွက်လာမလဲဘယ်လိုပုံစံမျိုးနဲ့အနိုင်ယူမလဲဆိုတာကိုဒါအာယုံစိုက်ပြင်ဆင်ဖို့ပဲကြံတော့တာပေါ့လေဒါလေးကတော့ကျွန်တော်အာဆင်နယ်နဲ့ပတ်သက်ပြီးတော့မှဒီယာဒီဖြတ်တန်းမှုမှာအမှတ်ရတဲ့လောက်လေးပေါ့နော်ပြန်ပြီးမှတင်ဆက်တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ဘောလုံးဝါသနာရှင်တူချင်းစီကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ